3ညခွန်4 3ညခွန်4 3ညခွန်4ဆို1 168 8ခွန်6နှစ်8 5 5 3ည5 6 5 9 6 5 9 3ညပါဝ5 5နှစ်8တဲ့5 3ညတရေလားအေကတစီတော့လာပါ5 3ည3ည3 3ည3တလုံးအဲ့ကောင်ဒုက္ခပေးသွားတယ်ဒီ3လုံး9ဒီ3လုံး5ဒီ3လုံး8ဒီ3လုံး5ဆိုပြီးဒီမှာဒီနှလုံးလဲလာဒီတစ်လုံးခွန်ပိတ်ထည့်တာခွန်နဲ့3ညကီးညနေပိုင်းဖြစ်ကုန်အဲ့လိုမျိုးဖြစ်ကုန်ခေါင်းကျုံမှာတကွာခေါင်းထုတ်တယ်ဆိုတာပါဝါနက်ခတ်တွေချိန်နေတယ်အဲ့ဒါရွာတန်းရှိတယ်ထိုးရအကွက်ကများဝင်မှာဆိုတကွာခေါင်းထုတ်တယ်ဆိုအဲ့လိုမျိုးထုတ်တယ်အဲ့တော့ဘာမသိညာမသိရဒါပြီးမှန်တယ်ဒီပြူတယ်နေမကြိုင်လည်းမထိုးနဲ့လက်ကားပြီးတယ်လက်ကားယူတိတ်တိတ်လေးနေဟာတောက်သုံးမကြကိုလည်းတွတ်တတ်တာမဟုတ်ပါဘူးရှိထိတ်ထွက်ပြီးတိုင်းနဲ့3နဲ့3 4ပြီးခွေတဲ့5လုံး3နဲ့1နဲ့3နဲ့ပြီးခွေတဲ့ရှားတာကျွန်တော်တို့အပတ်တိုင်းထုံနေတဲ့ပတ်သီးပေါ့ဒီပတ်သီးကဒီတစ်ပတ်ကြတော့ပြတ်တာပေါ့ဘယ်လိုပြတ်လဲဆိုတော့ကျွန်တော်တို့ကဒီနှလုံးတစ်ပတ်သီးဆိုယူချဒီနှလုံး3ပတ်သီးဆိုယူချဒီနှလုံး4ပတ်သီးဆိုယူတာဒီနှလုံး3ညပတ်သီးဆိုယူတာဆိုတော့အဖေတော်တော်များများကကျွန်တော်ဒါဆိုလဲ10ပတ်သီးနော်ဒါဆိုလဲ10ပတ်သီးအဲ့လိုမျိုးအဖေတော်တော်များများမယူလေဒီတစ်ပတ်ကျမှထပြတ်တယ်3ညတစ်ကပြောက်သွားအောင်နော်တစ်ကပြောက်သွားအောင်ရေးတော့ပြီးပြီတစ်ပြောက်သွားရော3ညပရိနဲ့ပေါ်ပိတ်ပွဲတွင်ပြန်ကြရှိတယ်နော်ပွဲတွင်ပြန်ကြ
ပွဲတွင်ပြန်ကြားရှိပါသည်နောက်တစ်ပတ်ပွဲတွင်ပြန်ကြားရှိတယ်ဒီအခွေလေးရလှတယ်နော်နောက်တစ်ပတ်အတွက်3.56ခွေပြန်ထွက်အောင်မယ်အဲ့လိုလဲဆိုတော့9 break ရှိတယ်9 break ထဲမှာကျွန်တော်က3.ခွန်ရယ်16ရယ်ဒီနှစ်ကွက်ကိုကြိုက်တယ်ဒီနှစ်ကွက်ကိုကြိုက်တယ်ဆိုပေမဲ့သူကဒီအတိုင်းပေးမယ်ဆိုရင်တနင်္လာမနက်ကို933တစ်လုံး933တစ်လုံးက3ခွန်လည်းဖြစ်နိုင်တယ်နော်3ခွန်3လည်းဖြစ်နိုင်တယ်ပြီးတော့43လည်းဖြစ်နိုင်တယ်ဒါ9 break ကြမယ်ဆိုဒီ9 break ကကြပြီဘာဖြစ်လို့လဲဆိုတော့ဒီမှာညီကိုနှလုံးလည်းဖြစ်တယ်ဒီမှာလည်းကနန်းနှလုံးတူထားတယ်ကနန်းနှလုံးတူတဲ့ဟာကအဲ့ဒီရဲ့ရှေ့ရကနန်းပေါင်းချင်းပရိတ်နဲ့2ရက်အတွင်း2ရက်3ရက်အတွင်းလာပြီးအပေါ်ဒီ9 break ကဒီမှာမလာပြီးထားဘူး9 break ကမလာပြီးထားပဲနဲ့ဒီမှာလဲညီကိုကနောက်မှာ9 break ပေးထားတယ်ဆိုတော့ဒီ9 break ကပွဲဥထွက်ကိုစော်ထားမလားနော်ပွဲဥထွက်9 break လာပေးထားမလားစဉ်းစားနေရတော့ဖြစ်နေပြီးတော့ဒီမှာနက်ခတ်ဖြစ်ထားတယ်နက်ခတ်ကတောက်ကြနေမှာနေကုန်ကြိုက်တဲ့နေရာမှာနက်ခတ်ထွက်မနက်ခင်းပဲထွက်ညနေခင်းပဲထွက်တာနဲ့နောက်တစ်ပတ်မှာပွဲတွင်းပြန်ကြနော်မရေးပေးထားမယ်နောက်တစ်ပတ်ပွဲတွင်းပြန်ကြလာနိုင်မယ်နော်ပွဲတွင်းပြန်ကြလာနိုင်တယ်ရှစ်တလုံးကဘုံတော်ဘူးမကျော်9 break ကလည်းတနင်္လာနေ့လာလိုက်မယ်9 break တနင်္လာနေ့လာရင်ကနန်းတော့9 break ကအပြည့်တော့ထိုးရမှာအပြည့်ထိုးရမယ်ဆိုတော့တနင်္လာအင်္ဂါနေ့ပေါ့နော်အင်္ဂါနေ့စအင်္ဂါနေ့စမှာဆိုအင်္ဂါနေ့က9 break မှာ4-3 2-5 90အပြည့်တော့ထိုးရမှာပဲ9 break ကအပြည့်တော့ထိုးရမှာပဲ
ပိတ်ရက်ရှိနော်ပိတ်ရက်ရှိတယ်ဆိုတော့ကျွန်တော်3လုံးကွေလဲရောင်းတယ်နော်3လုံးကွေဥမကျော်3လုံးကွေ3000ပဲရှိနော်အလိုချင်တော့ Viber ကိုလာပြီးတော့စလစ်ပြပြီးတော့ယူထားနော် KB ရောဝေရောရှိပါတယ် KB ရောဝေရောရှိတယ်3လုံးကွေဥမကျော်ဘူး3လုံးကွေပြီးတော့ဒီမှာတော့ကျွန်တော်ခုနှစ်ပြိပေးထားပြီးပါတယ်ပတိယ8ပတ်တိအရင်ဘက်တွေကတော့ကျွန်တော်ပေးထားတာအရင်ဘက်တွေကတော့ပတ်တိသူ3-4လုံးလောက်ပေးထားအကောင်ပါတယ်နော်အရင်ဘက်ကပြန်ကြည့်အကောင်ပါတယ်ပြန်ကြည့်ဗရိတ်တွေရောပတ်တိတွေရော4လုံးလားမသိ5လုံးလားမသိပေးထားတယ်ပတ်တိတွေအကုန်ထွက်တာဗရိတ်အကုန်ထွက်တယ်အခွေထဲမှာကျွန်တော်9လုံးခွေထဲမှာပွဲဥထွက်စသဦးတော့ဒီမှာ58ထွက်တယ်အခွေထဲမှာနော်58အခွေထဲမှာထွက်တယ်နောက်ကျွန်တော်ရောင်းတဲ့အခွေ3လုံးခွေထဲမှာ48ထွက်တယ်နော်ဘရိတ်305ထွက်တယ်နော်305ထွက်တယ်26ထွက်တယ်နော်26ထွက်တယ်နော်ဒီ45ရတယ်95ရမှာနော်95မှာလည်းအခွေမှာနှစ်ကွက်ထွက်တယ်95နဲ့85နှစ်ကွက်ထွက်တယ်နော်ဒီ45ကတော့ဒါဒီ6 break 4 break ကကျွန်တော်ရထားတာအကွက်နော်အဲ့တော့ကျွန်တော်တို့ဒီတပတ်စာလေးတွေဒါကျွန်တော်တို့အကြမ်းမြင့်ရှာပေးတာဗောနော်အကြမ်းမြင့်ရှာထားတာအကြမ်းမြင့်တပတ်စာအကြမ်းမြင့်ရှာထားပေးတာနော်ဒါလေးတွေစိတ်ထားလေးပေါ့နော်အားအချိန်ကြီးပြန်သုံးသက်လို့ရတာပေါ့ခုနှစ် break ကတော့ share မွေး break ကျွန်တော်တနေ့လာမနက်ခင်းအင်္ဂါမနက်ခင်းကိုအင်္ဂါမနက်ခင်းခုနှစ် break တော့ကြိုက်တယ်အင်္ဂါဘာလို့လဲဆိုတော့ကိုဒီမှာကျွန်တော်ဒီတစ်ပတ်ဟိုနည်းပုံစံမျိုးနဲ့ဆိုရထားတာ5ပုံစံမျိုးနဲ့ရထားတာပေါ့နော်3ကတောက်ကြနေညနေဟာဆိုဒီဟာမပြတ်သေးဘူးဆိုလို့ရှိရင်တော့အဲ့ဒီခုနှစ် break က3-5-3ညနဲ့တစ်လုံးတော့ညှိမှာပေါ့နော်နေကုန်ချင်းရတယ်ကျွန်တော်ရောင်းကြီးရှိတယ်ရောင်းကြီးကတော့အဲ့ဒါတော့ပြောလို့မရဘူးဒါပေမဲ့ဒီကနန်း3ခွက်ကိုတော့ထိုးထားပါဘောနော်နေကုန်ကီးလေးနဲ့ကျွန်တော်ရဲ့စိတ်ရွှင်ငွေကီးလေးနဲ့တိုက်ပြီးမှာပဲထိုးကြတာမဟုတ်ပြီလားကဲခုနကံကောင်းကြပါသည်ဗျာနော်အားလုံးပဲစိတ်ရွှင်လန်းချမ်းမြေ့ကြပါသည်နောက်တစ်ပတ်မှာတော့ကျွန်တော်တို့ရောင်းကွက်လေးနဲ့ပြန်ဆုံးပြရတယ်နော်ဒါပါပဲ